မင်္ဂလာပါရှင် book note မှာကြိုဆိုပါရစေအခုမိတ်ဆွေဖတ်ချင်နေတဲ့စစ်ပတ်ဆိုင်ရာနဲ့ခေါင်းဆောင်မှုဆိုင်ရာအကောင်းဆုံးစာအုပ်တို့အကြောင်းကိုပြပြပေးပါမယ်ရှင်ဒီစာအုပ်ရဲ့အမည်ကတော့ Leadership and Training for the Fight ဖြစ်ပြီးရေးသားသူကတော့ Paul R. Howe ဖြစ်ပါတယ်နေတန်းဒီစာအုပ်ကိုရေးသားသူ Paul R. Howe ဟာ American အထူးတပ်ဖွဲ့Delta Force မှာနှစ်ပေါင်း20ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ဝါရင်စစ်သည်တဦးဖြစ်ပါတယ်။သူဟာ Black Hawk Down လို့လူသိများတဲ့ဆိုမာလီယာနိုင်ငံမိုဂါဒါရှူးတိုက်ပွဲမှာဓာတ်ရိုက်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဒီစာအုပ်ဟာစစ်မြေပြင်ကရရှိခဲ့တဲ့အဖိုးတန်းအသွေးအကြုံလေးကိုအခြေခံပြီးစစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာပါလေ။အရေးကြုံလာတဲ့အခါအသက်ရှင်တန်ဖို့နဲ့အောင်မြင်ဖို့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုစနစ်တကျလမ်းညွှန်ထားတဲ့စာအုပ်ခေါင်းတစ်အုပ်ဖြစ်ပါတယ်။အနှစ်ချုပ်ဒီစာအုပ်ရဲ့အဓိကအနှစ်သာရကတော့ဖိအားတွေကြားတဲ့နာမှန်ကန်တဲ့ခေါင်းဆောင်မှုနဲ့လက်တွေ့ကျတဲ့လေ့ကျင့်မှုတို့ပဲဖြစ်ပါတယ်။Paul Howe ကခေါင်းဆောင်မှုဆိုတာယာထုအဆင့်အတန်းတစ်ခုမဟုတ်ပဲတာဝန်ယူမှုသာဖြစ်တယ်လို့အလေးအနက်ထားပြောဆိုထားပါတယ်။စာအုပ်ထဲမှာခေါင်းဆောင်တစ်ယောက်ဟာမိမိရဲ့လက်အောက်ငယ်သားတွေကိုအမိန့်ပေးယုံတယ်မဟုတ်ပဲသူတို့ရဲ့ရှေ့ကနေစံပြဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာကိုရှင်းပြထားပါတယ်။တိုက်ပွဲတစ်ခုအတွင်းမှာသို့မဟုတ်အချက်အတဲတစ်ခုအတွင်းမှာခေါင်းဆောင်တစ်ယောက်ဟာတည်ငြိမ်ရမယ်။မြန်ဆန်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ရမယ်လို့ဆိုပါတယ်။နောက်ထပ်အရေးကြီးတဲ့အပိုင်းကတော့လေ့ကျင့်ရေးပဲဖြစ်ပါတယ်။စာရေးသူကမင်းလေ့ကျင့်ထားတဲ့အတိုင်းပဲမင်းတိုက်ပွဲဝင်ရလိမ့်မယ်လို့ဆိုပါတယ်။လေ့ကျင့်ခန်းတွေဟာရုံးခန်းတွေကစာအုပ်ကြီးတွေအတိုင်းမဟုတ်ပဲတကယ်လက်တွေ့မြေပြင်မှာဖြစ်လာနိုင်တဲ့အခက်အခဲတွေကိုအခြေခံပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ရမှာဖြစ်ပါတယ်။လေ့ကျင့်တဲ့အခါမှာလည်းနီးတောက်ထားတွေရှုပ်ထွေးတဲ့ view ဟာတွေထက်ရိုးရှင်းပြီးခိရောက်တဲ့ back to basics အခြေခံသဘောတရားတွေကိုပိုင်နိုင်မှုကပိုအရေးကြီးကြောင်းသူကထောက်ပြထားပါတယ်။ဒီစာအုပ်ဟာစစ်သားတွေအတွင်းနေမဟုတ်ပဲစီးပွားရေးလောကကခေါင်းဆောင်တွေအတင်းအဖွဲ့ကိုဦးဆောင်နေသူတွေအတွက်ပါအကြက်အတဲကာလမှာအဖွဲ့အစည်းကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အမြင်သက်တွေကိုပေးစွမ်းနိုင်ပါတယ်။သင်ခန်းစာဒီစာအုပ်ကနေရရှိနိုင်တဲ့အထူးသင်ခန်းစာ၃ချက်ကတော့၁စံပြဖြစ်အောင်ဦးဆောင်ပါခေါင်းဆောင်ဆိုတာစကားနဲ့ပဲလိုင်းညွှန်တာမျိုးမဟုတ်ပဲကိုယ်တိုင်လဲကျွမ်းကျင်မှုရှိရမယ်ကိုရင့်တရားကောင်းမွန်ရမယ်မင်းရဲ့အဖွဲ့အစည်းတွေကမင်းရဲ့လောက်ဆောင်ချက်ကိုကြည့်ပြီးလိုက်လုံမှာဖြစ်ပါတယ်နင်းယူရှင်းမှုကိုဦးစားပြီးပါအရေးပေါ်အခြေအနေဒါမှမဟုတ်ဖရိုဖယ်ဖြစ်နေတဲ့အခြေအနေမျိုးမှာရှုံထွေးတဲ့အစီအစဉ်တွေကအလုပ်မဖြစ်ပါဘူးယူရှင်းပြီးလူတိုင်းနားလည်နိုင်တဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကသာအောင်မြင်မှုကိုဆောင်ကျဉ်ပေးနိုင်ပါတယ်3လက်တွေ့ကြကြလေ့ကျင့်ပါအခက်ခဲမရှိတဲ့ပတ်ဝန်းကျင်မှာလေ့ကျင့်တာဟာတကယ်အကျက်အတဲနဲ့ကြုံတဲ့အခါအသုံးမဝင်ပါဘူးဒါကြောင့်တကယ်စိန်ထောင်မှုတွေဖိအားတွေကိုထည့်သွင်းပြီးလေ့ကျင့်ထားမှသာခန္ဓာကိုယ်နဲ့စိတ်ကအလိုအလောက်မှန်မှန်ကန်ကန်တွန့်ပြတ်နိုင်မှာဖြစ်ပါတယ်ဒီစာအုပ်ဟာခေါင်းဆောင်ကောင်းတယောက်ဖြစ်ခြင်းသူတိုင်းလက်မလွတ်တမ်းဖတ်သင့်တဲ့စာအုပ်ဖြစ်ကြောင်းညွှန်းဆိုပါတယ်ရှင်မိတ်ဆွေအတွက်တစ်ခုခုအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်